အနန္တတကုရှင်ဖရာသခင်ဤနှုတ်ကပတ်တော်များကိုဖတ်ရွတ်ပြခြင်းများခေါင်းဆောင်များနှင့်အမှုဆောင်များဤတာဝန်များခေါင်းဆောင်များနှင့်အမှုဆောင်များဤတာဝန်များ18ဂါကြီးဖရာနှုတ်ကပတ်တော်များကိုအတိတ်ပဲကောက်လွဲကာဖရာသခင်ဤအမှုကိုဝေဖန်သောအခြေအမြင့်မရှိသည့်ကောလာဟလအမျိုးမျိုးကိုပိုင်းခြားသိမြင်ခြင်းငါတို့ယခုလေတင်ပြောခဲ့သောကောလာဟလအမျိုးအစားများသည်ညီသည့်နေရာမှလာသည်။ရှင်တို့သည်အစင်းနီသောနဂါးကြီးထံမှ၎င်းဘာသာရေးလောကမှ၎င်းဘာသာတရားမရှိသူများထံမှ၎င်းလာသည်အပြင်လောကမှကောလာဟလများအပြင်အသင်းတော်အတွင်းပိုင်းနှင့်ပတ်သက်သောပြောဆိုချက်အချို့နှင့်အတင်းအပြင်းစကားလည်းရှိသေးသည်ဖရာသခင်ဤအမှုတော်ဖရာသခင်ဤနေ့ရက်နှင့်ဖရာသခင်ဤနှုတ်ကပတ်တော်အချို့အပြင်ဖရာသခင်နှင့်တူဤအမှုတော်တို့ပါဝင်သောနတ်နေမှုအချို့နှင့်ပတ်သက်၍လူတို့က၎င်းတို့ဤစိတ်ကူးများနှင့်အယူအဆများကိုအခြေခံ၍ဖြစ်စေမာယွင်သောတည်င်းအချက်အလက်ကိုအဆက်မပြတ်လက်ဆင့်ကမ်းခြင်းနှင့်အခြေအမြင့်မရှိသောမှန်းဆချက်တို့ကိုအခြေခံ၍ဖြစ်စေဖန်တီးသည့်လုံးဝမမှန်ကန်သောအဆိုများပင်ရှိသေးသည်ပြီးလျှင်လူတို့ကထို့သောပြောဆိုချက်များအတင်းအပြင်းများနှင့်အဆိုများကိုစိတ်ဝင်စားအောင်တစားဆင်ကြသောကြောင့်ဤကောလာဟလများဖြစ်ပေါ်လာပေသည်ကောလာဟလများဖြစ်ပေါ်လာသည့်နေ့တစ်ပြိုင်နက်ကောလာဟလများကိုနှိမ့်ချိုက်မှုရှိသောအချို့လူတို့သည်ကောလာဟလများကိုစစ်မှန်သောအရာအဖြစ်သဘောထားကာနေရာတိုင်းဖြန့်ဝေလျက်၎င်းတို့ကိုဖြန့်ဝေခြင်းကိစ္စကိုစိတ်အားထက်သန်လာကြသည်ရှင်တို့ကိုအလွန်ကွက်ကွက်ကွင်းကွင်းနှင့်အကုန်အစင်ဖော်ပြကြသည်မှာအရေးကိစ္စများဤအခြေအနေမှန်ကိုမသိသည့်အပြင်တမန်တရားကိုနားမလည်သည့်မိုက်မဲပြီးအသိဉာဏ်မဲ့သောအချို့လူတို့သည်ဤကောလာဟလများဤအမှန်တကယ်အထင်အမြင်မှားစေခြင်းကိုခံကြရလေသည်အထင်အမြင်မှားစေခြင်းခံရသည်နှင့်တပြိုင်နက်၎င်းတို့သည်ထိခိုက်ပြီးနောက်ဆက်ခြင်းခံရသည်မဟုတ်လောဤသည်တို့မှာအသင်တော်၌ဖြစ်ပေါ်တတ်သောမြင်နေကြပြဿနာများလည်းဖြစ်ကြသည်ဤကောလာဟလများသည်ဖရာသခင်နှင့်ဖရာအိမ်တော်ကိုအတရေဖြတ်ပြီးတိုက်ခိုက်သောကောလာဟလများနှင့်နှိုင်းယှဉ်လျှင်သီးနှုတ်တော်လဲရှင်တို့သည်ဖရာသခင်ကိုအတရေဖြတ်ခြင်းသို့မဟုတ်ပြစ်မှားစော်ကားခြင်းမပြုသည့်အပြင်ဖရာသခင်ဤအမှုတော်ကိုနောက်ဆက်မှုများတစ်ခုတလေသို့မဟုတ်ထိခိုက်နစ်နာမှုတစ်ခုတလေကိုမဖြစ်စေတော့လဲအချို့လူတို့ဤအသက်ဝင်ရောက်မှုကိုညီတို့ပင်ဖြစ်စေထိခိုက်စေပြီးရှင်တို့ကိုတားဆီးသင့်ပေသည်ဥပမာအားဖြင့်အချို့လူတို့သည်ဟုတ်မှန်တရားရှိတော်လဲစင်စစ်မားနေသောမတ်ချက်စကားအချို့ကိုကြားသည့်အခါ၎င်းတို့သည်မိမိတို့၏စိတ်နှလုံးထဲ၌ယုံကြည်ကြပြီးမိမိတို့နှင့်ယဉ်နီးသောပတ်ဝန်းကျင်ရှိသူတို့ထံလင်းမြန်စွာဖြန့်ဝေကြသည်ကောလာဟလများပြန့်နှံ့သည်နှင့်အမျှအသေးစိတ်အချက်အလက်များကပို၍များပြားကပြည့်စုံလာပြီးနောက်ဆုံးတွင်ကောလာဟလများသည်စစ်မှန်သောဖြစ်ရပ်များကဲ့သို့ဖြစ်လာသည်အချိန်နေရာနှင့်ဇက်ကောင်များကဲ့သို့သောအချက်များအလုံးကနေရာတကျဖြစ်နေသည်ထို့သောကောလာဟလများသည်လူသိရှင်ကြားဖြန့်ဝေနိုင်သည့်သတ်မှတ်ချက်များကိုပြည့်မီသည်မဟုတ်လောညီသည့်တည်င်းအချက်အလက်ကိုဖြန့်ဝေနေခြင်းဖြစ်သည်။ကောလာဟလဖြန့်သူကယနေ့နှင့်ပတ်သက်၍ပြောရမည်အရေးကြီးသည့်အရာတစ်ခုရှိသည်ကျွန်ုပ်မပြောလျင်
စိတ်ထဲတွင်မသက်မသာခံစားရလိမ့်မည်ဖရာသခင်ဤနှုတ်ကပတ်တော်များအားဖတ်ရှုခြင်းကိုပင်အာယုံစိုက်နိုင်မည်မဟုတ်ပါဤကိစ္စနှင့်ပတ်သက်၍ကျွန်ုပ်အလွန်စိတ်လှုပ်ရှားမိပါသည်ယခုဖရာသခင်ကိုယုံကြည်သောကျွန်ုပ်တို့သည်နောက်ဆုံးတွင်မျှော်လင့်ချက်ရှိပြီဖြစ်သည်ဟုပြောဆိုကြသည်မျှော်လင့်ချက်ရှိသည်ဟုလူတိုင်းကြားသည့်အခါ၎င်းတို့သည်စိတ်ဝင်စားလာကြပြီးစိတ်အားထက်သန်လာကြသည်ဤအကြောင်းအရာကအလွန်စိတ်ဝင်စားဖွယ်ကောင်းပေသည်၎င်းတို့ကဖရာသခင်ဤအမှုတော်သည်မကြာမီပြီးဆုံးတော်မူသူဤအမှုတော်အဆုံးသတ်ခြင်းနှင့်ပတ်သက်၍ယခင်ကဖရာသခင်ပရောဖက်ပြုခဲ့သောနမိတ်လက္ခဏာအချို့ဖြစ်ပေါ်နှင့်ပြီးဖြစ်သည်ဥပမာအားဖြင့်လနှင့်နေဤအခြေအနေအရှိနှင့်အနောက်တိုင်းကအခြေအနေနိုင်ငံတစ်ခုစီရှိဖရာသခင်ရွေးချယ်ထားသောလူများဤအရေးအတွက်မိမိတို့ဤတာဝန်များကိုထမ်းဆောင်နိုင်သောလူမည်များရှိသည်စသည်တို့ဖြစ်သည်ဖရာသခင်ဤအမှုတော်ပြီးဆုံးခြင်းနှင့်ဆိုင်သောဤနမိတ်လက္ခဏာများသည်ယခုတွင်ကျွန်ုပ်တို့ဤရှေးမှောက်၌ရှိနေပြီးကျွန်ုပ်တို့အမြန်ပြင်ဆင်ရန်လိုအပ်သည်ဟုပြောဆိုကြသည်တစုံတဦးကကျွန်ုပ်တို့မြည်သည့်အရာပြင်ဆင်သင့်တနည်းဟုမေးသည်ကောလာဟာလဖြန့်သူကကျွန်ုပ်တို့သည်ကောင်းမှုများကိုပြင်ဆင်သင့်ပြီးအစားအစာကိုပြင်ဆင်သင့်သည်ပြီးလျှင်ကျွန်ုပ်တို့၏စုဆောင်းငွေအားလုံးကိုဖရာသခင်ထံအလူငွေအဖြစ်အမြန်ပေးသင့်သည်ထို့သို့ဆိုလျှင်ကျွန်ုပ်တို့သည်ကောင်းသောပန်းတိုင်တစ်ခုကိုရရှိနိုင်မည်ဟုပြောဆိုသည်၎င်းတို့ကထိုသောနှစ်လထိုသောရက်စွဲနှင့်ထိုသောအချိန်တစ်ခုတွင်ကျွန်ုပ်တို့ကိုခေါ်ဆောင်သွားရန်ဖရာသခင်ဆောင်ဆိုင်နေမည်သတ်မှတ်ထားသောနေရာတစ်ခု၌ကျွန်ုပ်တို့စုဝေးရန်လိုအပ်သည်ဖရာသခင်ကသင်သည်အရာရာကိုမစွန့်လွတ်လျင်ငါဤတပည့်တူဖြစ်ရန်မထိုက်တန်ငါဤနောက်လိုက်တူဖြစ်ရန်မထိုက်တန်ဟုမိန့်တော်မူခဲ့သည်ယခုတွင်ဖရာသခင်ဤနေ့ရက်သည်နောက်ဆုံးတွင်ရောက်ရှိလာခဲ့ပြီးဖရာသခင်ဤနှုတ်ကပတ်တော်များပြည့်စုံပြီးဖြစ်သည်ကျွန်ုပ်တို့သည်လောကီအရာအလုံးကိုလက်လွတ်ရမည်ကျွန်ုပ်တို့ဤအလားအလာများနှင့်အသက်မွေးဝမ်းကြောင်းများကိုတာမကကျွန်ုပ်တို့ဤမိသားစုများဆွေမျိုးများနှင့်ဇာတိပဂတိဆိုင်ရာဆက်ဆံရေးများကိုပါလက်လွတ်ရမည်ကျွန်ုပ်တို့သည်လောကီရှက်နွယ်မှုများအားလုံးကိုစွန့်လွတ်ရမည်ဖရာသခင်နှင့်ကျွန်ုပ်တို့တွေ့ဆုံကြတော်မူဟုလည်းပြောဆိုကြသည်လူအများစုကဤအရာသည်မှန်သလောဟုမေးကြသည်ကောလာဟာလဖြန့်သူကဟုတ်ပါသည်ကျွန်ုပ်ဤအိမ်နှင့်ကားကိုရောင်းပြီးဖြစ်ကာကျွန်ုပ်ဤစုဆောင်းငွေများကိုလည်းထုတ်ယူပြီးဖြစ်သည်ကျွန်ုပ်ကိုသင်မယုံကြည်လျင်ဖရာသခင်ဤနှုတ်ကပတ်တော်များကိုကြည့်ရှုလော့အခန်းကြီးတစ်ခန်းတွင်ဝါကြတစ်ကြောင်းကိုအနက်ကောက်ခြင်းကလိပ်စာတစ်ခုကိုထုတ်ဖော်ပြသည်ပြီးလျှင်အခြားအခန်းကြီးတစ်ခန်းတွင်ကျမ်းပိုက်တစ်ပိုက်ကိုအဓိပ္ပာယ်ဖော်ခြင်းကနှစ်လကိုထုတ်ဖော်ပြသည်ဟုပြောဆိုသည်ဤအရာကိုကြားသည့်အခါစိတ်လှုပ်ဆော်ခြင်းမခံရသူတဦးတလေရှိသလောဤစကားများကိုပိုင်းခြားသိမြင်နိုင်သူတဦးတလေရှိသလောဤအရာများသည်လူတို့အလွန်အရေးထားကြသည့်အရာများမဟုတ်လောဤအရာများသည်လူတို့အချိန်ကြာမြင့်စွာမျှော်လင့်ခဲ့ကြသည့်အရာများမဟုတ်လောအချို့လူတို့သည်ဤအရာကိုကြားပြီးနောက်ဖရာသခင်ဤနှုတ်ကပတ်တော်များကိုကြည့်ရှုကာအမှန်တကယ်ကိုက်ညီသည်ဟုတွေးထင်ပြီးနောက်အယံအစီအစဉ်တစ်ခုကိုစတင်စဉ်းစားကြသည်အချို့လူတို့သည်စိတ်ထဲတွင်တန်တရားရှိတော်လဲဖော်ပြထားသော
နှစ်ရက်သည်အနေငယ်လန်းသေးတော်လေအနေဆုံးအနေဖြင့်တိကျသောနေဆွဲနှင့်အချိန်တစ်ခုရှိသည်ထို့ကြောင့်ကျွန်ုပ်တို့၌မျှော်လင့်ချက်ရှိသည်ဟုတွေးလျက်ရဲမှအမှန်ဖြစ်သည်ဟုမျှော်လင့်နေကြစေဖြစ်သည်၎င်းတို့သည်ရှင်ကိုအမှန်တကယ်မယုံကြည်တော့လေအတိုင်းအတာတစ်ခုအထိအာယုံစိုက်နေကြစေဖြစ်သည်ဤအာယုံစိုက်မှုကညီသည့်အရာကိုညွှန်ပြသည်။လူတို့သည်ဤအရာများဤလွယ်ကူစွာလွှမ်းမိုးခြင်းနှင့်စိတ်အနှောက်အယှက်ပေးခြင်းကိုခံရကြောင်းရှင်ကပြသသည်။ဤကောလာဟလအမျိုးအစားသည်အသင်းတော်၌ကျေပြန့်စွာစတင်ပြန့်နှံ့သည်နှင့်တပြိုင်နက်လူ80မှ90ရာခိုင်နှုန်းသည်အလွန်အမင်းစိတ်လှုပ်ရှားကြပြီးငါတို့မျော်လင့်နေခဲ့သောနေ့ရက်သည်နောက်ဆုံးတွင်ရောက်လာတော့မည်ဖယားသခင်သည်ငါတို့၏ဆုတောင်းချက်များကိုကြားရလေပြီဖယားသခင်သည်ငါတို့ကိုချစ်ပြီးငါတို့ကိုစွန့်ပစ်ခြင်းမရှိလေပြီဟုတွေးလျက်စိတ်ခံစားမှုများတဟုန်ထိုးတက်လာကြသည်စုဝေးပွဲများအတွင်တွင်ထိုသို့သောအကြောင်းအရာများကိုဖြန့်ဝေခြင်း၏အကျိုးဆက်များမှာအဘယ်အရာဖြစ်မည်နည်းရှင်သည်လူတိုင်း၏စိတ်ခံစားမှုများကိုထိခိုက်စေမည်လောလူတို့သည်ညှင်းပယ်လိုလင်ပင်ညှင်းပယ်နိုင်မည်မဟုတ်ပေကောလာဟလ၏ဝါကြတိုင်းသည်မယုံကြည်ဖို့မဖြစ်နိုင်အောင်ဖြစ်စေလျက်၎င်းတို့၏စိတ်နှလုံးများကိုထိမှန်မည်ဖြစ်သည်လူတို့သည်ဤစကားများကိုယုံကြည်ရန်အလားအလာအများဆုံးဖြစ်သည်၎င်းတို့အနေဖြင့်ယာနှုံးပြည့်မသေးချလင်ပင်ဖယားသခင်နောက်လိုက်ရင်းကျွန်ုပ်တို့ဆင်းရဲဒုက္ခညီမြခါးစည်းခံရပြီဖြစ်သည်ကိုစင်ချင်သုံးသပ်သည့်အခါလောကဤညှင်းပယ်ခြင်းကိုခံရခြင်းအစိုးရဤလိုက်လံဖန်ဆီးခြင်းကိုခံရခြင်းဘာသာရေးလောကဤညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရခြင်းအသက်ပင်မရှူနိုင်လူမတက်ဖြစ်ခြင်းအစဉ်သဖြင့်ကြောက်ရွံ့မှုဖြင့်အသက်ရှင်နေရခြင်းဟုသည်ဤနေ့ရက်များသည်မြည်သည့်အချိန်တွင်ကုန်ဆုံးမည်နီယခုဖယားသခင်ဤနေ့ရက်သည်နောက်ဆုံးတွင်ရောက်ရှိလာပေပြီဟုတွေးလျက်ရှင်ကိုအမှန်ဖြစ်ဖို့စံတရှိနေကြဆဲဖြစ်သည်ဤအတွေ့များသည်သင်ဤစိတ်နှလုံးကိုအုံကြွစေသည်ကျွန်ုပ်တို့သည်ဖယားသခင်အတွက်မိမိတို့ကိုအလွန်များစွာအသုံးခံပြီးဖြစ်သည်ဖယားသခင်နောက်လိုက်ရာတွင်ကျွန်ုပ်တို့ဤယုံကြည်ခြင်းသည်အလွန်ခိုင်မာပြတ်သားသည်ကျွန်ုပ်တို့ကြားနေရသည့်အရာသည်အမှန်ဖြစ်ရမည်ကျွန်ုပ်တို့သည်ဤလောက၌လဲလှယ်သွားလာပြီးဆင်းရဲဒုက္ခမခံစားတင်တော့ပါထို့သို့မခံစားရဖို့ကျွန်ုပ်တို့ထိုက်တန်ပါသည်ဟု၍ဖြစ်သည်တင်၌ဤအတွေးရှိသည့်အခါပြီးလျှင်တင်သည်ဤကောလာဟလနှင့်ပတ်သက်၍အလွန်ယုံကြည်စိတ်ချပြီးစိတ်ပြင်းပြနေသည့်အခါတင်သည်ဖယားသခင်ဤနှုတ်ကပတ်တော်များကိုဖတ်ရှုလိုသေးသလောဤအချိန်တွင်ဖယားသခင်ဤနှုတ်ကပတ်တော်ညီသည့်ကျမ်းပိုက်ကိုမဆိုဖတ်ရှုခြင်းကမလိုလားအပ်ဟုထင်ရသည်မဟုတ်လောတင်ကအဘယ်ကြောင့်ယခုအခါတွင်ဖယားသခင်ဤနှုတ်ကပတ်တော်များနှင့်ဆိုင်သောအတွေ့အကြုံဆိုင်ရာတည်နားလည်မှုကိုမျှဝေခြင်းသည်အလွန်မလိုအပ်ဟုထင်ရသည်။ဖယားသခင်ထံဆုတောင်းရန်မလိုအပ်တော့ပါမှန်သလောဖယားသခင်ဤနေ့ရက်သည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီးငါတို့သည်မကြာမီဖယားသခင်နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံကြတော်မူတို့ဖြစ်၍ယခုဖယားသခင်ထံဆုတောင်းခြင်းသည်ငါတို့ကဖယားသခင်ကိုမလီစားသည့်တဘောဖြစ်မည်မဟုတ်လောဇာတိပဂတိဖြင့်အသက်ရှင်ချိန်ဖယားသခင်နှင့်အလံဝေးကွာနေချိန်တွင်ငါတို့ဤတန်တားမှုကိုသက်သာစေရန်
ဖယားသခင်ဤနှုတ်ကပတ်တော်များကိုဖတ်ရှုဖို့လိုအပ်ခဲ့သည်ယခုငါတို့သည်ဤလောကကိုကျော်လွန်ပြီးမကြာမီဖယားသခင်နှင့်လူကိုယ်တိုင်တွေ့ဆုံကြတော်မူထို့ကြောင့်ဖယားသခင်ဤနှုတ်ကပတ်တော်များကိုဖတ်ရှုရန်မလိုအပ်တော့ပါငါတို့ယခုလှုပ်ဆောင်နေသည့်မြည်သည့်အရာကားများထိုသတ်မှတ်ထားသောနှစ်လရက်အချိန်တွင်ဖယားသခင်နှင့်တွေ့ဆုံခြင်းလောက်အနှစ်သာရမရှိပါယင်းသည်ညီမြအံ့ဖွယ်ကောင်းသောအရာဖြစ်လိမ့်မည်နီထိုနေ့ထိုနေရာတွင်ဖယားသခင်နှင့်တွေ့ဆုံခြင်းနှင့်နှိုင်းယှဉ်လျှင်ဖယားသခင်၏နှုတ်ကပတ်တော်များကိုဖတ်ရှုခြင်းသည်အလွန်အရေးမပါဟုထင်ရသည်ဟုခံစားရသည်သင်သည်ဖယားသခင်၏နှုတ်ကပတ်တော်များကိုဖတ်ရှုရာ၌နောက်ထပ်အာယုံမဆိုင်နိုင်တော့ပေသင်၏စိတ်နှလုံးသည်ထိုနေ့ရက်ချက်ချင်းရောက်ရှိလာရန်တန်းတရင်ကနာမငြိမ်ဖြစ်လာသည်ဤစိတ်အခြေအနေကိုဖော်ပြရန်ခက်ခဲသည်မဟုတ်လောထို့သောကောလာဟလများသည်လူအများ၏အကြိုက်များနှင့်အလွန်ကိုက်ညီပြီးအသင်းတော်အတွင်း၌အလွန်လွယ်ကူစွာပြန့်နှံ့နိုင်သည်လူတဦးကနှစ်ဦးထံဖြန့်ဝေသည်နှစ်ဦးက10ဦးထံပြောပြသည်ပြီးလျှင်ကောလာဟလများကအသင်းတော်တစ်ပါးမှနှစ်ပါးသို့နှစ်ပါးမှ5ပါးသို့ပို၍ပိုကျယ်ပြန့်သည့်ထက်ကျယ်ပြန့်စွာပြန့်နှံ့လျက်ပိုပြီးပြန့်နှံ့လာသည်အကျိုးဆက်များမှအဘယ်နည်းဤကောလာဟလများသည်လူတို့အားဖယားသခင်ကိုတန်တရားဝင်စေသည်ဖယားသခင်နှင့်ခက်ကင်းကင်းနေစေသည်လူသားမျိုးနွယ်ကိုကယ်တင်ရာတွင်ဖယားသခင်ဤစစ်မှန်သောချစ်ခြင်းမေတ္တာကိုမေ့လျော့စေသည်၎င်းတို့ထမ်းဆောင်သင့်သောတာဝန်ကိုမေ့လျော့စေပြီး၎င်းတို့လိုက်လျှောက်သင့်သောလမ်းခရီးကိုမေ့လျော့စေသည်ထိုအစား၎င်းတို့သည်ဖယားသခင်ဤနေ့ရက်ရောက်ရှိလာသည်ကိုမြင်တွေ့ရန်နှင့်၎င်းတို့ကောင်းကြီးမင်္ဂလာများရရှိနိုင်ခြင်းရှိမရှိဟုသည်ကိုမြင်တွေ့ရန်ဆွဲမြဲလိုက်စားကြသည်ထိုနေ့ရက်အမှန်တကယ်ရောက်ရှိလာပြီးမြည်သည့်အရာများမဖြစ်ပျက်သည့်အခါမှသာကောလာဟလများကိုယုံကြည်ခြင်းသည်၎င်းတို့၏အသက်တာကိုနစ်နာဆုံးရှုံးစေခဲ့ကြောင်းလူတို့နားလည်ကြသည်ထိုအခါသင်သည်လိမ္မာသောပုံစံဖြင့်ကျင့်ကြံပြုမူလျက်သင်၏တာဝန်ကိုဆွဲကင်လျက်လက်တွေ့ကျကျတမန်တရားကိုလိုက်စားလျက်အမှုအရာအလုံး၌တမန်တရားစီမင်းများကိုရှာဖွေလျက်ဖယားသခင်၏နှုတ်ကပတ်တော်များအတိုင်းကျင့်ကြံပြုမူပြီးသင်၏တာဝန်ကိုထမ်းဆောင်လျက်ယခင်ကကဲ့သို့ပြန်ဖြစ်နိုင်သေးသလောအချိန်သည်ကုန်လွန်နှင်ပြီးဖြစ်လိမ့်မည်ဖြစ်ကပြန်လည်ရယူနိုင်ခြင်းမရှိပေဤအတွက်ညီသူကိုအပြစ်တင်ရမည်နီတမန်တရားကိုလိုက်စားသူတူမြည်သည့်အခါကမျှမဟုတ်ခဲ့သည့်အတွက်သင်ကိုယ်သင်အပြစ်တင်လော့သင်သည်လေထဲတွင်တိုက်အိမ်ဆောက်တတ်သူဖြစ်ပြီးအကျိုးဆက်အနေဖြင့်ကောလာဟလများ၏လေဖြားခြင်းကိုခံခဲ့ရပေသည်ဖယားသခင်ကိုယုံကြည်တော်လဲတမန်တရားကိုနားမလည်သောသူတို့အတွက်မူကောလာဟလတစ်ခုတည်းက၎င်းတို့ကိုအတိုင်းအဆမရှိသောကြောင်းနှက်ကြီးထဲသို့ပို့ဆောင်နိုင်ပြီးပျက်စီးစေနိုင်သည်အတိုင်းအဆမရှိသောကြောင်းနှက်ကြီးဟူသည်မှာအဘယ်အရာကိုဆိုလိုသနည်းမူလကသင်သည်ဖယားသခင်ကိုပုံမှန်ယုံကြည်ခြင်းရှိခဲ့ပြီးကဲတင်ခြင်းခံရမည်မျှော်လင့်ချက်ရှိခဲ့တော်လေကောလာဟလတခုတည်းကသင်ကိုလမ်းလွဲသွားစေခဲ့သည်ထိုအရာကိုမသိလိုက်ပဲသင်သည်စာတန်ဤအထင်အမြင်မှားစေခြင်းကိုခံခဲ့ရသည်သင်သည်စာတန်ပြောသောနတ်ဆိုးဆန်သည့်စကားများကိုယုံကြည်ခဲ့ပြီး၎င်းနောက်သို့လိုက်ခဲ့ပြီးဖြစ်သည်သင်သည်
စာတန်ကတင့်အတွက်ချမှတ်ပေးသောလမ်းကြောင်းအတိုင်းရှောက်လန်းပြီးလိုက်စားကတင်ရှေ့ဆက်သွားလေတင်ဤစိတ်နှလုံးကပို၍မောင်မိုက်လေဖြစ်လာပြီးတင်ဒီဖရာသခင်ထံမှပို၍လမ်းလွဲလေဖြစ်သည်တင်ဒီဖရာသခင်ကိုလုံးဝစွန့်ခွာပြီးငြင်းပယ်ပြီးဖြစ်သည့်အခါတင်ဤစိတ်နှလုံးထဲတွင်ဖရာသခင်နှင့်ပတ်သက်၍တန်တရားများရှိယုံသာမကပို၍ဆိုးရွားသည်မှာတင်သည်ဖရာသခင်နှင့်ပတ်သက်၍မကျေနပ်ချက်များနှင့်ဖရာသခင်ကိုငြင်းပယ်ခြင်းတို့ဖြစ်ပေါ်လာသည်တင်သည်ဤအဆင့်သို့ရောက်သည့်အခါတင်အတွက်လမ်းဆုံးဖြစ်သည်မဟုတ်လောဤဒီမှာအတိုင်းအဆမရှိသောကြောင်းနှက်ကြီးမဟုတ်လောဤဒီမှာတင်မြင်လိုသည့်အရာတစ်ခုလောတင်သည်ဤအဆင့်သို့ရောက်သည့်အခါကဲတင်ခြင်းကိုရရှိနိုင်သေးသလောမရရှိနိုင်တော့သည့်အပြင်ပြန်လှည့်ရန်အလွန်ခက်ခဲသွားသည်အဘယ်ကြောင့်နည်းအဘယ်ကြောင့်ဆိုသောဖရာသခင်သည်အလုလုခြင်းကိုရပ်တန့်လိုက်ပြီးဖြစ်သည်တန်ရှင်တော်ဝိညာဉ်တော်သည်အလုလုခြင်းကိုရပ်တန့်ပြီးဖြစ်ကာတင်သည်အမောင်ထုဖြင့်ပြည့်နေသောကြောင့်ဖြစ်သည်တင်နှင့်ဖရာသခင်အကြားတွင်မြင့်မာသောတတိုင်းတစ်ခုကိုထူထောင်ထားပြီးဖြစ်သည်ဤတတိုင်းကအဘယ်နည်းယင်းမှာစာတန်ကတင့်ထဲသို့သွတ်သွင်းခဲ့သောအယူအဆများစိတ်ကူးများနှင့်ကောလာဟလများအပြင်ပုဂ္ဂိုလ်ရေးဆိုင်ရာလူအင်စန္ဒများဖြစ်သည်ဖရာသခင်ဤပင်ကိုလက္ခဏာအနှစ်သာရအစဉ်အတန်းစာတီတို့ကဲ့သို့သောအပြုတဘောဆောင်သည့်အရာများနှင့်ပတ်သက်၍တင်ဤအသိပညာသည်ရုတ်တရက်ဝါလာပြီးတဖြည်းဖြည်းပျောက်ကွယ်သွားသည့်အထိပင်ဖြစ်သည်ဤဒီမှာအလွန်ကြောက်လန့်ဖွယ်ကောင်းသည်ဤဒီမှာအတိုင်းအဆမရှိသောကြောက်နှက်ကြီးထဲသို့ကြာရောက်ခြင်းမဟုတ်လောဤအခြေအနေသို့သင်ကြာရောက်သည့်အခါသင်ဤတာဝန်ကိုထမ်းဆောင်ရန်ဆင်းရဲဒုက္ခကိုကြံ့ကြံ့ခံပြီးအဖို့အခကိုပေးနိုင်သေးသလောကဲ့တင်ခြင်းကိုရရှိရန်တမန်တရားကိုလိုက်စားခြင်းလမ်းကြောင်းပေါ်တွင်သင်လျှောက်လန်းနိုင်သေးသလောသင်ကိုငါပြောမည်ပြန်လှည့်ရန်အလွန်ခက်ခဲပေသည်ဤဒီမှာလမ်းလွဲစေခြင်းကိုခံရခြင်းဖြစ်သည်ကောလာဟာလတစ်ခုတည်တာတင်ဒီခဏတာတတိမထားပဲအထင်အမြင်မားစေခြင်းကိုခံရလျင်မတွေးဝင့်စရာရလဒ်များရှိနိုင်သည်ထို့ကြောင့်ဖရာသခင်ဤအမှုတော်နှင့်ပတ်သက်သည့်ထို့သောကောလာဟာလများအသင်းတော်၌ပေါ်ပေါက်လာသည့်အခါရှင်တို့ကိုချက်ချင်းတားဆီးပြီးကန့်သက်သင့်သည်လူတဦးသည်မရှိသည့်အရာကိုအရှိလုပ်၍လောက်ကြံဖန်တီးခြင်းမပြုရသည့်အပြင်လူတို့ကိုအထင်အမြင်မှားစေပြီးလမ်းကြောင်းမှန်မှသွေးဆောင်ဖယ်ရှားရန်အလို့ငါလူတို့ကြားလိုသည့်အလိမ်အညာအမျိုးမျိုးကိုမဖန်တီးရပေလူတို့သည်ဤအကြောင်းအရာများကိုနှစ်သက်လင်ပင်မိမိဤစိတ်နှလုံးထဲတွင်ထိုအရာများကိုအာရုံစိုက်ပြီးဖြန့်ဝေခြင်းကအဘယ်အကျိုးရှိသနည်းထိုအရာကညီသည့်အကျိုးကျေးဇူးကိုရရှိနိုင်မည်နည်းအကျိုးလူများကသူ့နှုတ်နှင့်သူအလိုရှိသမျှကိုပြောနိုင်သည်တို့ဖြစ်၍သူစန္ဒရှိသည့်အတိုင်းပြောပါစေဟုဆိုကြသည်ယင်းမှာညီသည့်အရာပြောဆိုလျက်ရှိသည်ဟုသည့်အပေါ်မူတည်သည်အကယ်၍ယင်းသည့်လူတို့ကိုတိဆောက်ပေးသည့်အရာတစ်ခုဖြစ်ပါကပြော၍ရပြီးဖြန့်ဝေ၍ရသည်ညီသည့်နီလန့်ဖြစ်မဆိုဖြန့်ဝေနိုင်သည်သို့သောဤကောလာဟာလများသည်လူတို့ကိုအနှဲငယ်များပင်တိဆောက်ပေးခြင်းမရှိပေရှင်တို့သည်လူတို့ကိုအထင်အမြင်မှားစေပြီး၎င်းတို့ဤအာယုံကိုလွဲသွားစေသည်၎င်းတို့ဤလိုက်စားမှုကိုနှောက်ယှက်ပြီးလမ်းကြောင်းမှန်မှလမ်းလွဲစေသည်
ဖယားသခင်နှင့်၎င်းတို့၏ဆက်ဆံရေးကိုထိခိုက်စေသည်၎င်းတို့၏တာဝန်ကိုပုံမှန်ထမ်းဆောင်ခြင်းအားထိခိုက်စေပြီးအသင်းတော်အလုပ်၏ပုံမှန်အစီအစဉ်ကိုထိခိုက်စေသည်လူတို့သည်ဤကောလာဟလများကိုလက်ခံသည့်နှင့်တပြိုင်နက်ရှင်မှ၎င်းတို့မလွတ်မြောက်နိုင်သောဝင်ကဘာထဲတွင်ပိတ်မိနေတကဲ့သို့ဖြစ်သည်တို့ဖြစ်၍ဤကောလာဟလများကိုသင်ကြားသည့်အခါတစုံတဦးကသင်ကိုတဦးတီးပြောလျင်ရှင်တို့ကိုသင်ညင်းပယ်သင့်သည်အကယ်၍သူသည်ထိုအရာများကိုအခြားသူများအကြားတွင်ပြောဆိုလျင်သင်သည်ယင်းတို့ကိုညင်းပယ်ယုံသာမကဖော်ထုတ်ပြီးစိတ်ဖြာလေ့လာဆွေးနွေးသင့်သည်ပိုများသောလူတို့အားအထင်အမြင်မှားစေခြင်းကိုမခံစေနှင့်အထူးသဖြင့်တစ်နှစ်တို့မဟုတ်နှစ်နှစ်တို့မဟုတ်နှစ်နှစ်တို့မဟုတ်သုံးနှစ်သာယုံကြည်သူဖြစ်သေးသည့်သူတို့၏အခြေအနေတွင်၎င်းတို့သည်ပန်းတိုင်ဖယားသခင်နှင့်တွေ့ဆုံခြင်းနှင့်ချီဆောင်ခြင်းကိစ္စရပ်များကိုထိုးထွင်းမသိမြင်နိုင်သေးပေ၎င်းတို့သည်တမန်တရားကိုစိတ်ဝင်စားမှုမဖြစ်ပေါ်သေးသည့်အပြင်၎င်းတို့၏ယုံကြည်ခြင်း၌တမန်တရားကိုလိုက်စားခြင်းနှင့်စိတ်တဘောထားပြောင်းလဲခြင်းကိုလိုက်စားခြင်းအတွက်လမ်းကြောင်းမရှိကြပေထို့သို့သောအခြေအနေများတွင်၎င်းတို့သည်ဤကောလာဟလများ၏အလွယ်ကူဆုံးအထင်အမြင်မှားစေခြင်းနှင့်လွှမ်းမိုးခြင်းကိုခံရပြီး၎င်းတို့အထင်အမြင်မှားစေခြင်းကိုခံရသည်နှင့်တပြိုင်နက်အကျိုးဆက်များမှာမတွေးဝင့်စရာဖြစ်သည်ယင်းမှာအစိတ်ကိုစားသုံးခြင်းနှင့်တူသည်ဖြည့်ဆည်းရှိလင်ပင်သင်ဤခန္ဓာကိုယ်ကိုပျက်စီးစေပြီးဖြစ်စေပင်မဟုတ်လောသင်အသက်ရှင်လင်ပင်သင်ဤခန္ဓာကိုယ်ကခံစားရသောဆင်းရဲဒုက္ခနှင့်ပျက်စီးစေခြင်းတို့ကိုလစ်လျူရှု၍ရနိုင်သလောထို့ကြောင့်ဤကောလာဟလများနှင့်ရင်ဆိုင်ရသည့်အခါသင်သည်ယင်းတို့ကိုပုံပြင်များအဖြစ်ဖြစ်စေစစ်မှန်သောဖြစ်ရပ်များအဖြစ်ဖြစ်စေသဘောမချဘဲပိုင်းခြားသိမြင်ပြီးညင်းပယ်ရမည်အချို့လူတို့သည်ဤကောလာဟလများကိုအထူးစိတ်ဝင်စားကြပြီးနေရာတိုင်းတွင်ဖြန့်ဖြူးကာဖြန့်ဝေကြ၍ရှင်တို့ကိုတမန်တရားဖြစ်သည့်အလားမျှဝေကြသည်ဤအရာဤသဘောတဘာဝမှာအဘယ်နည်းဤဒီမှာစာတတ်ဤအစေခံများအဖြစ်ပြုမှုဆောင်ရွက်ခြင်းမဟုတ်လောထို့သို့သောလူတို့ကိုပြုပြင်ပြီးတတိပေးတင်သည်အကယ်၍၎င်းတို့နောင်တမရလင်ရှင်းလင်းပြစ်တင်သည်တစ်ချိန်ချိန်တွင်၎င်းတို့အသိဝင်လာပြီးကောလာဟလများကိုဖြန့်ဝေခြင်းသည်မာယွင်းခဲ့သည်ကျွန်ုပ်သည်စာတတ်ဤအစေခံတဦးအဖြစ်ပြုမှုဆောင်ရွက်နေမိခဲ့ပြီးရှင်တို့ကိုတဖန်လုံးဝဖြန့်ဝေတော်မူမဟုတ်ပါဟုဆိုလျင်၎င်းတို့ကိုစောင့်ကြည့်လေ့လာနိုင်သည်အကယ်၍၎င်းတို့သည်နောင်တရပြီးကောင်းသောအပြုအမူကိုပြသလျင်၎င်းတို့ကိုအသင်းတော်ထဲသို့လောလောဆယ်ပြန်လည်လက်ခံ၍ရသည်အကယ်၍၎င်းတို့အကျင့်ဟောင်းပြန်ပေါ်လာလျင်၎င်းတို့ကိုဖယ်ရှားသင့်ပေသည်ဖျားသခင်ဤအမှုတော်နှင့်ပတ်သက်သောကောလာဟလများသည်ဤအရာများနှင့်သာကန့်သက်မထားပါလူတို့သည်စိတ်ဖြာလေ့လာပြီးစစ်စစ်သုံးသပ်ရန်မိမိတို့ဤစိတ်ကူးများနှင့်အယူအဆများအပြင်မိမိတို့ဤစိတ်များကိုအသုံးပြုကြသည်၎င်းတို့သည်ဖျားသခင်ဤအမှုတော်ကိုလွတ်လပ်စွာမှတ်ချက်ပေးရန်မိမိတို့ဤအိမ်မက်များကိုပင်မိခိုအားကိုလျက်ဖျားသခင်ဤနှုတ်ကပတ်တော်များနှင့်ပရောဖက်ပြုချက်အမျိုးမျိုးတို့အပြင်လူအဖွဲ့အစည်းနှင့်လောကထဲကအမျိုးမျိုးသောကပ်ဘေးများနမိတ်လက္ခဏာများနှင့်ဖြစ်ရပ်များကိုစစ်စစ်ဆက်ဆက်ကြည့်ရှုစစ်ဆေးကြသည်၎င်းတို့သည်ကောလာဟလများစွာကိုလှုပ်ကြံပြောဆိုကြသည်
လူများစွာတို့သည်မိမိတို့၏တာဝန်များကိုထမ်းဆောင်ရာတွင်စီမင်းများကိုရှာဖွေခြင်း၌ပုံမှန်ကြိုးစားအားထုတ်ရန်မဆိုထားနှင့်ဖရာသခင်၏နှုတ်ကပတ်တော်များကိုပုံမှန်ဖတ်ရှုခြင်းမရှိသို့မဟုတ်တမန်တရား၌ပုံမှန်ကြိုးစားအားထုတ်ခြင်းမရှိကြပေထိုအစား၎င်းတို့သည်ဖရာသခင်၏ပေါ်ထွန်းခြင်းနှင့်အမှုတော်သည်ညီတို့အစပြုခဲ့သည်။ညီသူကအလုံးကိုအစပြုခဲ့သည်။လူတို့သည်ညီသည့်အခန်းကဏ္ဍကိုပါဝင်ဆောင်ရွက်ခဲ့ကြသည်။ညီသည့်ဖြစ်ရပ်များဖြစ်ပွားခဲ့သည်ဟုတကဲ့သို့သောမေးခွန်းများကိုတွေးဆကြသည်။၎င်းတို့သည်ဤအပြင်ပန်းဖြစ်စဉ်များနှင့်အသင်းတော်ဤစီမံအုပ်ချုပ်မှုဆိုင်ရာဖွဲ့စည်းပုံဝန်ထမ်းရေးရာစသည်တို့ကိုစိတ်ဆက်ဆက်ကြည့်ရှုစစ်ဆေးကြသည်ဤသို့သာစိတ်ဆက်ဆက်ကြည့်ရှုစစ်ဆေးပြီးနောက်၎င်းတို့သည်ထိုအရာအလုံးကိုအကျဉ်းချုပ်ပြီးစီမင်းများသို့မဟုတ်ဖြစ်စဉ်များဟုဆိုသောအရာအချို့ကိုစိတ်ကူးရပြီးထိုအရာများကိုတမန်တရားဖြစ်သည့်အလားအသင်းတော်၌ဖြန့်ဝေကြသည်၎င်းတို့ကိုဖြန့်ဝေသည့်အခါ၎င်းတို့သည်အထင်သာဖြစ်ပြီးစိတ်ဆက်သေးချသောပုံစံဖြင့်ဖော်ပြကြကာပိုင်းခြားသိမြင်မှုမရှိသောသူတို့သည်၎င်းတို့ကဖရာသခင်၏အမှုတော်ကိုဆွေးနွေးနေကြသည်ဟုပင်ထင်ကောင်းထင်ကြပေမည်သို့တော်လည်းပိုင်းခြားသိမြင်မှုရှိသောသူတို့ကမူတင်သည့်အတိတ်ပဲမရှိသောအရာကိုလေးရှည်နေပြီးမိစ္ဆာအယူဝါဒများနှင့်မာယွင်သောအဆိုများကိုထုံးလွှင့်နေခြင်းမဟုတ်လောတင်သည်ဖရာသခင်၏အမှုတော်ကိုဝေဖန်နေခြင်းမဟုတ်လောဤဒီမှာတိနာလဲမှုနှင့်အတွေ့အကြုံများကိုမျှဝေနေခြင်းမဟုတ်ယင်းမှာတမန်တရားနှင့်ဆက်ဆက်ခြင်းမရှိပေဤဒီမှာကောလာဟာလများကိုလောက်ကျန်ဖန်တီးနေခြင်းဖြစ်ပြီးချက်ချင်းတားဆီးရမည်သို့မဟုတ်ပါကအချို့လူတို့သည်အထင်အမြင်မှားစေခြင်းကိုခံကြရလိမ့်မည်ဟုတွေးကြသည်ကောလာဟာလများအဖြစ်သတ်မှတ်ချက်ပြည့်မီသည့်ဤမာယွင်သောအဆိုများနှင့်မိစ္ဆာအယူဝါဒများသည်တမန်တရားနှင့်မကိုက်ညီသည့်အပြင်လူတို့၏တမန်တရားကိုတည်နာလဲမှုအားနှောက်ယှက်သည်ကောလာဟာလများကိုဖြန့်ဝေခြင်းလှုပ်ရက်ကအသင်းတော်၌ပေါ်ပေါက်လာသည့်အခါချက်ချင်းတားဆီးသင့်သည်ဖရာသခင်၏အမှုတော်ကိုဝေဖန်သည့်နတ်ဆိုးဆန်သောစကားများဖြစ်သည့်ကောလာဟာလအချို့လည်းရှိသည်ဥပမာအားဖြင့်ဖရာသခင်ညီသူကိုချစ်သည်ညီသူကိုကယ်တင်သည်ညီသူကိုစုံလင်အောင်ပြုသည်ဟုသည်တို့နှင့်ဆက်လင်း၍အချို့လူတို့သည်မိမိတို့၏မဖြစ်စလောက်သောပါဏတ်မှုကိုအသုံးချလျက်လောက၌တက်ဆွမ်းသောသူများအရာရှိများအဖြစ်အမှုထမ်းပြီးသောသူများနှင့်လုပ်ငန်းများတွင်ဌာနမှူးများသို့မဟုတ် CEO များဖြစ်ခဲ့သောသူတို့သည်ဖရာအိမ်တော်သို့ရောက်လာသည့်အခါကောင်းဆောင်များတိုက်ရိုက်ဖြစ်လာကြသည်သို့မဟုတ်ချက်ချင်းပင်အထွေထွေအရေးကိစ္စများနှင့်ဗန္ဒာရေးရများကိုတာဝန်ယူကြသည်ဤလူတို့သည်ဖရာကစုံလင်အောင်ပြုသောသူများဖြစ်သည်ဟုပြောဆိုလျက်စောင့်ကြည့်လေ့လာပြီးကောက်ချက်ချကြသည်ဤဒီမှာကောလာဟာလများကိုလောက်ကျန်ဖန်တီးနေခြင်းမဟုတ်လောဤဒီမှာအမှန်ပင်ကောလာဟာလများကိုလောက်ကျန်ဖန်တီးနေခြင်းဖြစ်သည်ကောလာဟာလဟုသည်အဘယ်နည်းရှင်မှာအဖြစ်မှန်များနှင့်မကိုက်ညီသောနီလန်ဖြင့်တာဝန်မဲ့စွာပြောဆိုခြင်းကြောင်းကျိုးမမြင်သောဝေဖန်ခြင်းများနှင့်အခြေအမြစ်မရှိသောကောက်ချက်များကိုချခြင်းတို့ဖြစ်သည်ဤစကားများအလုံးသည်ကောလာဟာလများကြီးတာဖြစ်ကြသည်အခြားလူများကညီသူညီဝါကယွမ်တောင်းချီအလူငွေထည့်ခဲ့သည်သူဤယုံကြည်ခြင်းသည်ကြီးမားသည်သူသည်နိုင်ငံတော်ထဲသို့ဝင်ရောက်နိုင်သည်ဟု
ပြောဆိုကြသည်ဤအရာသည်ငွေမရှိသောသူတို့ကိုအပြတ်သဘောဆောင်စေပြီးစိတ်ဆင်းရဲစေသည်၎င်းတို့ကကျွန်ုပ်သည်လည်းအတော်များများအလူငွေထည့်ခဲ့တော်လဲသူတို့တစ်ကြိမ်တီထည့်ဝင်ခဲ့သလောက်ပမာဏကိုမမီပါဤဒီမှာကျွန်ုပ်သည်ကဲတင်ခြင်းနှင့်စုံလင်အောင်ပြုခြင်းကိုမခံရနိုင်ဟုဆိုလိုသလောဖျားသခင်သည်ကျွန်ုပ်ကဲ့သို့သောသူတဦးကိုအလိုမရှိသလောဟုဆိုကြသည်ထို့နောက်ကောလာဟလများကိုလှုပ်ကြံဖန်တီးသောအခြားသူများကငွေချမ်းသာသောသူတို့သည်နိုင်ငံတော်ထဲသို့မဝင်ရောက်နိုင်ဖျားသခင်သည်ဆင်းရဲသောသူတို့ကိုအလိုရှိသည်ဟုဆိုကြသည်ထိုအခါထိုဆင်းရဲသောသူတို့သည်ပျော်ရွှင်လာကြသည်ကျွန်ုပ်သည်ငွေများများမလူတန်းခဲ့တော်လဲချမ်းသာသောသူများချမ်းသာခံရစဉ်တွင်နိုင်ငံတော်ထဲသို့ကျွန်ုပ်ဝင်ရောက်နိုင်သေးသည်ဟု၍ဖြစ်သည်ကောလာဟလများကိုလှုပ်ကြံဖန်တီးသောသူတို့ကညီသည့်အရာကိုပြောဆိုစေကမူထိုအရာကဆင်းရဲသောသူတို့ကိုတနည်းမဟုတ်တနည်းဖြင့်လွှမ်းမိုးသည်၎င်းတို့သည်ထိုအရာအလုံးမှာကောလာဟလများနှင့်နတ်ဆိုးဆန်သောစကားများသာဖြစ်သည်ဟုသည့်အချက်ကိုထိုတွင်မမြင်နိုင်ကြပေအဘယ်ကြောင့်ဤသို့ဖြစ်ရသနည်းအဘယ်ကြောင့်ဆိုသော၎င်းတို့သည်တမန်တရားကိုနားမလည်သည့်အပြင်ပိုင်းခြားသိမြင်မှုကဲမဲ့သောကြောင့်ဖြစ်သည်ထို့ကြောင့်၎င်းတို့သည်စင်ဆက်မပြတ်အထင်အမြင်မှားစေခြင်းကိုခံကြရသည်ကောလာဟလများကိုလှုပ်ကြံဖန်တီးသောသူများနှင့်ဖြန့်ဝေသောသူများနှစ်ဦးလုံးသည်နတ်ဆိုးများဖြစ်ကြသည်၎င်းတို့ညီမျှပင်ပြောဆိုစေကမူမည်သည့်စကားများကအမှန်ဖြစ်ပြီးမည်သည့်စကားများကအမှားဖြစ်သည်ကို၎င်းဤစကားများသည်အတိအကျအဘယ်မှလာသည်ကို၎င်းဤစကားများကိုဖြန့်ဝေရတွင်၎င်းတို့ဤရည်ရွယ်ချက်များကအတိအကျအဘယ်အရာဖြစ်သည်ကို၎င်းညီသည့်ပန်းတိုင်များကိုစွမ်းဆောင်ရရှိရန်၎င်းတို့မျှော်လင့်သည်ကို၎င်းသင်မသိပေအကယ်၍တစုံတဦးသည်ဤအရာများကိုထိုးထွင်းမမြင်နိုင်သည့်အပြင်ကောလာဟလများကိုကြောင်ကျိုးမမြင်ဘဲလက်ခံပြီးဖြန့်ဝေလင်ရှင်က၎င်းတို့ကိုလူမိုက်တဦးဖြစ်စေသည်မဟုတ်လောလူမိုက်တဦးကိုလူလိန်လူညစ်ဟုလည်းခေါ်သည်မဟုတ်လောဤစကလုံးသည်မရင်ကျေးတော်လဲအတော်လေးတင့်လျော်သည်ဟုငါမြင်သည်အဘယ်ကြောင့်တင့်လျော်သနည်းအဘယ်ကြောင့်ဆိုသောထို့သောလူတို့သည်တာဝန်မဲ့စွာပြောဆိုသောကြောင့်ဖြစ်သည်၎င်းတို့သည်အချို့သောဖြစ်စဉ်များကိုအခြေခံ၍မစင်မချင်းကောက်ချက်များချပြီးကောလာဟလများကိုလှုပ်ကြံဖန်တီးကာထို့နောက်ဤကောလာဟလများကိုပေါ့ပေါ့ဆဆဖြန့်ဝေပြီး၎င်းတို့ကိုအမှန်တကယ်ဖြစ်ရများကဲ့သို့ယုံကြည်ဖွယ်ရာဖော်ပြကြလျက်ကောလာဟလများကိုတမန်ကာရှန်ကာဖြန့်ဝေကြလေသည်ရလက်အနေဖြင့်ယင်းသည်အချို့လူတို့ကိုထိခိုက်စေပြီးနှောက်ယှက်သည်၎င်းတို့သည်ဖျားသခင်၏နှုတ်ကပတ်တော်များကိုမဖတ်ရှုကြသို့မဟုတ်တမန်တရားကိုနားမလည်ကြပေ၎င်းတို့သည်အသင်းတော်၌ကောလာဟလများကိုဖြန့်ဝေပြီးအတိတ်ပဲမရှိသောစကားကိုပြောဆိုခြင်းဖြင့်၎င်းတို့၏နေ့ရက်များကိုဂုဏ်ဆုံးကြသည်ယနေ့၎င်းတို့သည်တစုံတဦးကအလူငွေများစွာထည့်ဝင်သည်ကိုမြင်ပြီးထိုလူကဲ့တင်ခြင်းခံရနိုင်သည်ဟုဆိုကြသည်နတ်ပြန်ထောင်ကြခဲ့ပြီးယူဒတဦးဖြစ်မလာခဲ့သောတစုံတဦးကို၎င်းတို့ကမြင်ပြီးထိုလူသည်ဖျားသခင်နှင့်တစိတ်တဝမ်းတီးဖြစ်သည်သူသည်နိုင်ငံတော်ထဲသို့ဝင်ရောက်နိုင်ပြီးကောင်းသောပန်းတိုင်တစ်ခုရှိသည်အနာဂတ်တွင်သူသည်ဖျားအိမ်တော်၌မြို့20ကိုအုပ်စိုးလိမ့်မည်ကျွန်ုပ်တို့သည်သူနှင့်မရှင်သာသောခြေချင်းသက်သားများသာဖြစ်သည်ဟုဆိုကြသည်
ဤဒီမှာနတ်ဆိုးဆန်သောစကားမဟုတ်လောဤဒီတို့မှာကောလာဟာလများမဟုတ်လောဤစကားများကိုပြောဆိုသောလူတို့ဤကြံရွယ်ချက်များနှင့်ပန်းတိုင်များမြည်တို့ပင်ဖြစ်စေထို့သောစကားများသည်အချို့လူတို့ကိုထိခိုက်စေပြီးနောက်ရှက်မည်မဟုတ်လောအချို့လူတို့သည်ယုံကြည်ခြင်းအနှဲငယ်သာရှိခဲ့ပြီးဤကောလာဟာလများနှင့်နတ်ဆိုးဆန်သောစကားများကိုကြားသည့်အခါ၎င်းတို့ကငါကယ်တင်ခြင်းခံရနိုင်သလောဖျားသခင်သည်ငါကိုနှစ်သက်တော်မူသလောဟုစတင်တွေးဆကြသည်၎င်းတို့ဤစိတ်နှလုံးထဲတွင်ဤအရာများနှင့်ပတ်သက်၍ချီတုံချတုံဖြစ်ပြီးစိုးရိမ်ပူပန်လျက်တစ်နေ့လုံးတွေးတောကြသည်ကောလာဟာလများကိုလှုပ်ကြံဖန်တီးသောသူတို့၏အခြေအမြစ်မရှိသောအတိတ်ပဲမဲ့စကားများကြောင့်၎င်းတို့သည်မိမိတို့၌ကယ်တင်ခြင်းခံရရန်မျှော်လင့်ချက်မရှိဟုခံစားရသဖြင့်ဖျားသခင်ရှေ့မှောက်သို့လာပြီးဖျားသခင်ကိုတော်သည်ကျွန်ုပ်ကိုမချစ်ဘူးလောကျွန်ုပ်သည်ကိုတော့အတွက်အလွန်များစွာဆွန့်လွတ်ခဲ့ပါသည်မည်သည့်အချိန်တွင်ကျွန်ုပ်သည်ကိုတော့ကိုကြည်နပ်စေနိုင်မည်နည်းဟုဆုတောင်းကြသည်၎င်းတို့သည်မကြေနပ်ချက်များဖြင့်ပြည့်နှက်နေသည်မည်သည့်အရာများမဖြစ်ပျက်ခဲ့ပေတို့ဖြစ်လျင်ဤမကြေနပ်ချက်များသည်အဘယ်မှလာသနည်းရှင်တို့သည်ထိုကောလာဟာလများကြောင့်ဖြစ်သည်ဤပုဂ္ဂိုလ်များသည်အစိတ်ခတ်ခံရပြီးပြိုလဲသွားကြပြီဖြစ်သည်၎င်းတို့သည်မိမိတို့ထုတ်ဖော်သည့်ညီသည့်ဖောက်ပြန်ပျက်စီးသောစိတ်တဘောထားများအတွက်မဆိုသို့မဟုတ်မိမိတို့ကျူးလွန်မိပြီးဖြစ်သည့်ညီသည့်ပြစ်မှားခြင်းများအတွက်မဆိုနောင်တတစ်ခုတလေသို့မဟုတ်အပြစ်ရှိသည့်စိတ်တစ်ခုတလေမခံစားရတော့လေဤအတွက်ကြောင့်ညီသည့်အခါများမငိုကြွေးတော်လေမျက်ရည်တစ်စက်များပင်မကျတော့လေကောလာဟာလများကိုလှုပ်ကြံဖန်တီးသောသူတို့က၎င်းတို့ကဲ့သို့သောလူတို့၌ကဲ့တင်ခြင်းခံရရန်မျှော်လင့်ချက်မရှိဟုပြောဆိုသည်ကိုကြားသည့်အခါ၎င်းတို့သည်ချက်ချင်းစိတ်သောကရောက်သွားကြသည်၎င်းတို့ထိခိုက်ခံရလေပြီမဟုတ်လော၎င်းတို့သည်ထိခိုက်ကနောက်ဆက်ခြင်းကိုခံရပြီးဖြစ်သည်ဤလူတို့သည်ဝိညာဉ်ရင်ကြံမှု၌နှုတ်နေကြသည်တမန်တရားကိုနားမလည်ကြသည့်အပြင်အလွန်မိုက်မဲကြသည်ကောလာဟာလများကိုလှုပ်ကြံဖန်တီးသောသူတို့သည်ထို့သို့သောလူတို့ကိုလွယ်လွယ်ကစား၍ရသောသူအဖြစ်မြင်ပြီး၎င်းတို့ကိုအယူလှုပ်ရန်ကောလာဟာလအချို့ကိုလှုပ်ကြံဖန်တီးကြသည်ယနေ့တွင်၎င်းတို့ကသင်၌ကယ်တင်ခြင်းခံရရန်မျှော်လင့်ချက်ရှိသည်ဟုဆိုပြီးသင်ပျော်ရွှင်သည်မနက်ဖြန်တွင်၎င်းတို့ကသင်၌ကယ်တင်ခြင်းခံရရန်မျှော်လင့်ချက်မရှိဟုဆိုကာသင်ငိုကြွေးပြီးစိတ်သောကရောက်သည်အဘယ်ကြောင့်သင်သည်၎င်းတို့၏စကားကိုနားထောင်သနည်းအဘယ်ကြောင့်သင်သည်၎င်းတို့၏ဘောင်ခတ်ခြင်းကိုအမြဲခံရသနည်း၎င်းတို့ကအဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသလောအလွန်ဆုံးအနေဖြင့်၎င်းတို့သည်လူပြက်များသာဖြစ်သည်၎င်းတို့၏ကံကြမ္မာပင်လင်ဖျားသခင်၏လက်ထဲ၌ရှိသည်တို့ဖြစ်လင်အခြားသူများကိုအကဲဖြတ်ရန်၎င်းတို့၌ညီသည့်အရေးအချင်းများရှိသည်နှင့်ညီသူကကဲတင်ခြင်းခံရနိုင်ပြီးညီသူကမခံရနိုင်သည်သို့မဟုတ်ညီတို့သောလူစားမျိုးကစုံလင်အောင်ပြုခြင်းခံရနိုင်ပြီးညီတို့သောလူစားမျိုးကမခံရနိုင်သည်ဟုသည်တို့ကိုပြောဆိုရန်၎င်းတို့၌ညီသည့်အရေးအချင်းများရှိသည်နှင့်၎င်းတို့သည်တမန်တရားကိုနားလည်ကြသလော၎င်းတို့၏မြည်သည့်စကားလုံးကဖျားသခင်၏ရည်ရွယ်ချက်များနှင့်၎င်းဖျားသခင်၏နှုတ်ကပတ်တော်များနှင့်၎င်းကိုက်ညီသည်နှင့်၎င်းတို့၏စကားလုံးတစ်လုံးကားများဖ
ဖယားသခင်ဤနှုတ်ကပတ်တော်များနှင့်မကိုက်ညီပေတို့ဖြစ်လင်အဘယ်ကြောင့်သင်သည်၎င်းတို့ကိုယုံကြည်သည်နည်းအဘယ်ကြောင့်သင်သည်၎င်းတို့ဤနောက်ဆက်ခြင်းကိုခံရသည်နည်းဤဒီမှာမိုက်မဲခြင်းကြောင့်ဖြစ်သည်မဟုတ်လောဤဒီမှာမိုက်မဲခြင်းနှင့်မတိနာမလဲခြင်းကြောင့်ဖြစ်သည်ဖြစ်စေသို့မဟုတ်သင်ဤဝိညာဉ်ရင်ချက်မှုကအလွန်သေးငယ်ပြီးသင်သည်တမန်တရားကိုနာမလဲသောကြောင့်ဖြစ်သည်ဖြစ်စေညီတို့ပင်ဖြစ်စေအသင်တော်၌ကောလာဟာလများကိုဖြန့်ဝေသောသူတို့သည်ဆက်ဆုပ်ယွန်ရှာဖွယ်အကောင်းဆုံးဖြစ်သည်၎င်းတို့ကိုပိုင်းခြားသိမြင်ပြီးဖော်ထုတ်သင့်သည်ထို့နောက်ကန့်သက်သင့်သည်သို့မဟုတ်ရှင်းလင်းပြစ်တင်ပေသည်အချို့လူများကညီသူညီဝါကိုကြည်လော့သူဤရုပ်ရည်ယူပကားပြေးပြစ်သဖြင့်သူသည်အသင်းတော်ကောင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရသည်ညီသူညီဝါသည်လူမှုအတိုင်းအဝိုင်းတွင်အောင်မြင်ကြီးပွားသည်သူကိုမြင်သူတိုင်းကနှစ်သက်သည်သူသည်ဖယားသခင်ကိုယုံကြည်ပြီးနောက်ညီအကိုမောင်နှမများသည်လည်းသူကိုနှစ်သက်ကြပြီးဖယားသခင်သည်လည်းသူကိုနှစ်သက်တော်မူသည်ဟုဆိုကြသည်ဤစကားများတွင်မှန်ကန်သောပြောဆိုချက်တစ်ခုတလေရှိသလောမရှိပါအဘယ်ကြောင့်နည်းယင်းတို့သည်တမာတရားနှင့်မကိုက်ညီပါမှန်သည်ဤစကားများသည်တမန်တရားနှင့်မကိုက်ညီပေ၎င်းတို့အလုံးသည်နတ်ဆိုးဆန်သောစကားများဖြစ်ကြသည်အချို့ကမြည်သူမြည်ဝါဤမိသားစုသည်ချမ်းသာသည်ကောင်းမွန်သောအသက်ရှင်နေထိုင်မှုအခြေအနေများရှိသည်ပြီးလျှင်၎င်းတို့သည်အတိနှံဆက်သည်တို့ဖြစ်၍ဖျားအိမ်တော်၌၎င်းတို့သည်ဗန္ဒာရေးနှင့်အထွေထွေကိစ္စရပ်များကိုကင်တွယ်ကြသည်၎င်းတို့သည်အသုံးဝင်ပြီးဤတာဝန်ကိုတာဝန်ယူနိုင်သည်ဤဒီမှာဖယားသခင်ဤအမိန့်ဖြင့်ပြဋ္ဌာန်းချက်ဖြစ်သည်ဟုဆိုကြသည်ဖယားသခင်ဤအမိန့်ဖြင့်ပြဋ္ဌာန်းချက်ဟူသည်ကိုထည့်သွင်းခြင်းကဤပြောဆိုချက်ကိုတမန်တရားနှင့်ကိုက်ညီစေသလောဤဒီမှာနတ်ဆိုးဆန်သောစကားမဟုတ်လောထို့သို့သောနတ်ဆိုးဆန်သောစကားကိုစုပေါင်း၍ကောလာဟာလများဟုခေါ်သည်အဖြစ်မှန်များနှင့်မကိုက်ညီသောဖယားသခင်ပြဋ္ဌာန်းထားသောအဖြစ်မှန်များနှင့်ဆန့်ကျင်သောတာဝန်မဲ့ပြောဆိုချက်တစ်ခုတလေသည်အစင်ချင်မဲ့စကားများနှင့်ထင်ရမြင်ရကောက်ချက်များဖြစ်ကြသည်ထို့သို့သောပြောဆိုချက်များအလုံးသည်ကောလာဟာလများဖြစ်ကြသည်အဘယ်ကြောင့်၎င်းတို့ကိုကောလာဟာလများအဖြစ်သတ်မှတ်သည်နည်းအကြောင်းမှာဤပြောဆိုချက်များသည်ထုတ်ပြန်လိုက်သည်နှင့်တပြိုင်နက်အချို့လူတို့ဤပုံမှန်စိတ်နေစိတ်ထားနှင့်လိုက်စားမှုပန်းတိုင်များကိုနှောက်ယှက်ပြီးပျက်စီးစေမည်ဖြစ်သောကြောင့်ရှင်တို့ကိုကောလာဟာလများအဖြစ်သတ်မှတ်ခြင်းဖြစ်သည်ဖယားသခင်ဤနှုတ်ကပတ်တော်များအရာဖယားသခင်သည်လူတို့ဤမွေးဖွားရာအရက်မိသားစုနောက်ခံရုပ်ရည်ပညာရေးအစဉ်စသည်တို့ကိုဖယားသခင်ကပြဋ္ဌာန်းထားကြောင်းသာပြောဆိုသည်မြည်သည့်လူအမျိုးအစားဤရုပ်ရည်လူမှုနောက်ခံသို့မဟုတ်ပင်ကိုအရေးအချင်းများသည်ကောင်းကြီးခံစားရခြင်းအတွက်သတ်မှတ်ချက်များဖြစ်သည်ဟုလူတို့အားသူသည်မြည်သည့်အခါမျှမပြောခဲ့ပေဖယားသခင်ကလူတို့အပေါ်တောင်းဆိုသည့်တခုတည်းသောစံနှုန်းမှာ၎င်းတို့သည်တမန်တရားကိုလိုက်စားနိုင်ပြီးဖယားသခင်ကိုကျိုးနွန်နာခံခြင်းအားစွမ်းဆောင်ရရှိနိုင်ရန်ဖြစ်သည်ဤဒီမှာအရေးအကြီးဆုံးဖြစ်သည်အကယ်၍ဖယားသခင်ဤနှုတ်ကပတ်တော်များကတစုံတစ်ခုကိုပြက်ပြက်သားသားမဖော်ပြထားပဲရှင်မှာလူတို့ဤခံစားချက်အရာဖြစ်သောစိတ်ကူးများသို့မဟုတ်၎င်းတို့ဤမှန်းဆချက်များနှင့်ဆိုင်သည့်ရလက်တသက်သာဖြစ်ပါကထို့သို့သောပြောဆိုချက်များကိုလည်းကောလာဟာလများအဖြစ်မှတ်ယူသည်
လူတို့သည်တစုံတဦးကောင်းကြီးခံစားရနိုင်ခြင်းရှိမရှိဟုသည်ကို၎င်းတို့၏စောင့်ကြည့်လေ့လာမှုများနှင့်နားလည်မှုတို့မှတဆင့်ပြီးလျှင်ထက်လောင်၍၎င်းတို့၏ကိုယ်ပိုင်အယူအဆများနှင့်စိတ်ကူးများကိုအခြေခံ၍အမြဲတစေဝေဖန်လိုကြသည်ထို့နောက်၎င်းတို့သည်ညီသူကကဲတင်ခြင်းခံရနိုင်ပြီးညီသူကမခံရနိုင်သည်ညီသူကဖျားသခင်ဤလူများဖြစ်ပြီးညီသူကအလုတ်လုတ်ပေးသူများဖြစ်သည်ဟုသည်ကိုထင်ရမြင်ရဆုံးဖြတ်လျက်အခြားသူတို့ဤတမန်တရားကိုလိုက်စားခြင်းအပေါ်လွှမ်းမိုးရန်ဤမာယွင်ပြီးအတိတ်ပဲမဲ့သောအရာများကိုထုတ်ပြန်သည်ဤသည်တို့အားလုံးသည်ကောလာဟလများဖြစ်ကြသည်ကောလာဟလများနှင့်ဆက်လင်း၍ယင်းတို့ကိုနတ်ဆိုးဆန်သောစကားများဟုလည်းကျွန်ုပ်တို့ခေါ်ဆိုနိုင်သည်မည်သည့်ကောလာဟလမျိုးများသို့မဟုတ်နတ်ဆိုးဆန်သောစကားမျိုးများပေါ်ပေါက်လာသည်ဖြစ်စေအသင်းတော်ကောင်းဆောင်များသည်၎င်းတို့ကိုတားဆီးပြီးကန့်သက်ရန်ချက်ချင်းရှေ့ထွက်တင်သည်ညီအကိုမောင်နှမတဦးတလေကပိုင်းခြားသိမြင်မှုရှိလျင်၎င်းတို့သည်လည်းကောလာဟလများအဘယ်မှလာသည်ဟုသည်နှင့်ရှင်တို့ဤသဘောတဘာဝကအဘယ်အရာဖြစ်သည်ဟုသည်တို့ကိုစိတ်ဖြာလေ့လာဆွေးနွေးပြီးပိုင်းခြားသိမြင်ရန်ရှေ့ထွက်တင်သည်မှာအမှန်ပင်ဖြစ်သည်ဤညီအကိုမောင်နှမများသည်ဤအရာများအပေါ်သိနာလည်မှုရရှိသည့်အခါဤကောလာဟလများကိုခြေပပြီးအငင်းပွားရန်ပြီးလျှင်ကောလာဟလများကိုဖြန့်ဝေသောသူတို့ကိုကန့်သက်ရန်စုပေါင်း၍၎င်းတို့ကိုစန့်ကျင်တိုက်ခိုက်ရန်မတ်တက်ရနိုင်သည်၎င်းတို့သည်ဤအရာကိုမည်သို့လှုပ်ဆောင်သင့်သနည်းထိုလူတို့ကိုလူတိုင်းဤရှေ့တွင်ပွင့်လင်းစွာပြစ်တင်ရှုံချခြင်းအပြင်ဖြစ်သည်သင်ပြောဆိုနေသည့်အရာသည်ကောလာဟလများနှင့်နတ်ဆိုးဆန်သောစကားများသာဖြစ်သည်ယင်းသည်ဖျားသခင်ဤနှုတ်ကပတ်တော်များနှင့်မကိုက်ညီသည့်အပြင်ကျွန်ုပ်တို့ဤလိုအပ်ချက်များနှင့်လည်းမကိုက်ညီပါအကယ်၍သင်သည်ဆုံးမစကားများရှိလင်ကစားကောလာဟလများကိုဆက်လက်ဖြန့်ဝေမည်ဆိုလျှင်ကျွန်ုပ်တို့သည်သင်ကိုဖယ်ထုတ်ပြမည်ဖြစ်ပြီးအသင်းတော်၌ကောလာဟလများကိုလောက်ကျန်ဖန်တီးပြီးနောက်ဆက်မှုများဖြစ်စေရန်သင်အတွက်အခွင့်အရေးတစုံတရာရှိစေတော်မူမဟုတ်ပါဟု၍ဖြစ်သည်ဤသို့လက်တွေ့လှုပ်ဆောင်ခြင်းသည်ညီသို့နီးဤကဲ့သို့လှုပ်ဆောင်ခြင်းသည်တမန်တရားစည်းမျဉ်းများနှင့်ကိုက်ညီသည်အကယ်၍သင်သည်လူတို့ကိုတိဆောက်ပေးသည့်အရာများအားပြောဆိုလျက်သင်ဤပုဂ္ဂိုလ်ရေးဆိုင်ရာအတွေ့အကြုံဆိုင်ရာတိနာလည်မှုများကိုမိတ္တဟာယဖွဲ့မည်ဆိုလျှင်သင်မည်သို့ပင်ပြောဆိုသည်ဖြစ်စေအစဉ်ပြေသည်တမန်ယူကြဆန်သောစကားဖြစ်စေအယက်သုံးစကားဖြစ်စေသင်နှစ်သက်သည့်ညီသည့်စကားလုံးကိုမဆိုအသုံးပြုနိုင်သည်အားလုံးကိုခွင့်ပြု၍ရသည်သင်မလှုပ်ဆောင်ရမည်တခုတည်းသောအရာမှာကောလာဟလများကိုဖြန့်ဝေခြင်းဖြစ်သည်